တေဘွန်4559ပေါ့နော်သူက6လက်မှာဘက်ထရီချိန်ဆောပေါ့နော်ပြင်ပိုင်းကဒီလိုမျိုးပုံစံပေါ့ဒီကီးတစ်လုံးပါတယ်ပေါ့နော်ချိန်စီပေါ့နော်ချိန်စီထဲတဲ့နေရာဒီမှာအပေါက်လေးပါတယ်ပေါ့နော်အဖုံလေးနဲ့ဒီပေါ့နော်စီဖြစ်ကိုရပါပြီဒီကအရန်တော့ဖြစ်ပါဒီချိန်အတွက်ပဲပေါ့နော် engine wine လို့အဲ့လိုမျိုးပေါ့နော်စီပေါ့ဒီပေါ့နော်ဒီတော့ auto ပြန်ကြတယ်ပေါ့နော်တကယ်လို့မကြဘူးဆိုရင်ဒီမှာဖြုတ်ပလိုက်ရမှာပေါ့နော်ဒီစကုဖြုတ်ပြီးတော့အောက်လက်မပေါ့နော်သူရဲ့ဒီအကျယ်ကကြတော့15 cm ပေါ့နော်အဖြုတ်လို့ရတယ်ပေါ့နော်ဟိုချိန်ဖို့ပေါ့နော်ချိန်လို့ရတယ်ဖြုတ်လို့ရတယ်ပေါ့နော်ဖုံးမယ်ဒီရဲ့အတင်းအshort ချင်ဆိုရင်ရောက်ကီးပေါ့နော်ဒီမှာပါတယ်ရောက်ကီးကိုဒီကောင်နည်းနည်း short မယ်ရောက်ကီးလေးပါတယ်ဒါလေးကိုအတူ short လုပ်လို့ရတယ်ပေါ့နော်ဒီမီဆက် engine wine ပေါ့နော်တောင်းတဲ့ချိန်ဆိုရင်သူချင်းစီကဒီအထဲမှာပန့်အသေးလေးပါတယ်ပေါ့နော်သူက DC ပန့်လေးအသေးလေးနဲ့ဟိုတောင်းတဲ့ချိန်ဆိုရင်သူကပန့်လေးနဲ့ဒီချင်းကိုစီပို့ပေးတယ်ပေါ့နော်